လူတွေရဲ့စရိုက်တွေချောင်းမို့လို့လောကကြီးတစ်ခုလုံးဟာကတ်ဆိုင်တာပဲဖြစ်တယ်ဒါမို့ကံနဲ့ဆက်ဆက်အရာခသိဟာကံနဲ့ဆက်ဆက်ဘယ်လိုဆက်ဆက်တုံးဆိုမြတ်စွာဘုရားလည်းဒါတွေကိုခေါ်ထားတာပါလူတွေရဲ့လောက်ရဟာမှန်ကန်တဲ့လမ်းကြောင်းကိုလူတွေသွေးဖီးလာပြီဆိုလို့ရှိရင်လူတွေကိုဓာန်ခတ်တဲ့အနေနဲ့သဘာဝတရားကြီးကလည်းလူတွေကိုပြန်ပြီးတော့ဒုက္ခပေးလာလို့ကတ်ဆိုတဲ့သဘောတရားဟာကပ္ပဆိုတဲ့စကားလုံးကလာကပ္ပဆိုတာအချိန်ပိုင်းအတိုင်းအတာတစ်ခုအချိန်အတိုင်းအတာတစ်ခုကိုကပ္ပလို့ဒီလိုခေါ်တာဩဃတကရောကျိုးထဲမှာဆိုတဲ့ရှိကြတယ်အပယ်၄ပါးကတ်၃ပါးဆိုကတ်၃ပါးဆိုတာမိုးခေါင်လို့စိုက်လို့ပြိုးလို့မရတဲ့အခါမှာလူတွေရဲ့စားနပ်ရိက္ခာဖူလုံမှုမရှိတာဖူလုံမှုမရှိခြင်းကြောင့်လူလောကငတ်မွတ်ခြင်းဆိုတဲ့ဘေးနဲ့ကြုံတွေ့ကြအဲ့ဒီငတ်မွတ်ခြင်းဆိုတဲ့ဘေးနဲ့ကြုံတွေ့ခဲ့တာဟာဟိုရှိတုန်းကတည်းပုံမြင်နေတယ်ပါတာမဟုတ်ဘူးအလုံးသိကြမှာပဲနှစ်ပေါင်းများစွာမကြာခင်လောက်ကအနှစ်20ဟိုဘက်လောက်ကလေးပေါ့အဲ့လောက်လို့ထင်ရအာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့အီသီယိုးပီးယားမှာအငါဘေးဆိုင်တာဝါလင်အောင်မစားကြရတဲ့ကလေးတငယ်တွေဟာမျက်လုံးကြောင်ကြောင်လေးနဲ့မတမသနာစဝဲအနေထားမျိုးရောက်ရှိကြလူတွေသေးကြတယ်အဲ့ဒါကိုစာပေမှာဒုဗ္ဗိခန္တရာကတ်လို့ခေါ်တယ်အဲ့ဒီဒုဗ္ဗိခန္တရာကတ်စိုက်ခြင်းဟာလည်းတဘာဝကြောင့်ဖြစ်တယ်လို့တော့ပြောလို့ရတယ်သို့တော့ဒီလိုကြုံတွေ့ရခြင်းဟာလူတွေပြုလုပ်ခြင်းကြောင့်ပဲဖြစ်တယ်လူတွေရဲ့ကံကြမ္မာနဲ့ဆက်ဆက်နေတယ်လောက်ရနဲ့ကြည့်မယ်ဆိုရင်မိုးခေါင်လူတွေဟာတပင်နေများစွာခုတ်တယ်လှဲတယ်လောဘတွေချီးပြီးတော့လောက်ကြတယ်ဆိုအဲ့ဒါတွေရဲ့ဓာန်ခတ်မှုကြောင့်မိုးခေါင်ခြင်းဆိုတာဒီလိုလည်းဖြစ်တယ်မြတ်စွာဘုရားထောက်ပြတဲ့အကြောင်းအရာနဲ့ပြောမယ်ဆိုရင်လောကမှာဥစီဥဆောင်ပြုလုပ်နေကြတယ်နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့ကိုယ်အသီးသီးခေါင်းဆောင်နေကြတဲ့ခေါင်းဆောင်ပုဂ္ဂိုလ်တွေဆိုအဲ့ဒီဘောခေါင်းဆောင်ပုဂ္ဂိုလ်တွေကတရားဥပဒေနဲ့အညီမကျင့်သုံးပဲနဲ့အရမမတရားမှုတွေနဲ့တွားနေပြီဆိုလို့ရှိရင်သူ့ရဲ့ဝန်တန်းတွေကလည်းမတရားမှုတွေနဲ့တွားလာတယ်ခေါင်းဆောင်ကတရားကင်းမဲ့လာတဲ့အခါကျတော့နောက်လိုက်တွေကလည်းတရားကင်းမဲ့လာတယ်အဲ့ဒါလို့အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကတရားကင်းမဲ့လာတဲ့အခါတိုင်းသူပြည်သားတွေကပါလိုက်ပြီးတော့တရားကင်းမဲ့တဲ့အနေအထားမျိုးရောက်လာအဲ့လိုတရားကင်းမဲ့သွားတာဟာဒါသဘာဝကြီးတစ်ခုအနေနဲ့ပြောတာမြတ်စွာဘုရားဥပမာပေးခေါ်တဲ့နေရာမှာရှေ့ဆောင်နွားလားကောက်ကောက်သွားကနောက်နွားတက်တိုက်ကောက်ကောက်လိုက်ရှေ့တစ်ဆောင်နွားလားအဖြောင့်သွားမှနောက်နွားတက်တိုက်အဖြောင့်လိုက်ရှေ့ကသွားတဲ့နောက်လိုက်ကြတာပဲလူလောကကြီးကရှေ့ကလှုပ်တဲ့လူကိုကြည့်ပြီးလှုပ်ကြတယ်လှုပ်ကြတဲ့အခါကျတော့လူတွေကတရားပြက်လာအဲ့ဒီတရားပြက်လာတဲ့တရားပြက်မှုကိုအကြောင်းပြုပြီးတော့မိုးလေဝသတွေကမမှန်မကန်ဖြစ်တယ်တဲ့မမှန်မကန်ဖြစ်တော့လေတိုက်ခတ်မှုတွေကလည်းမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိတဲ့အခါအကြောင်းတစ်ခုကဘာဖြစ်လဲလို့ဆိုရင်ကောင်းကင်ယံမှာလူသားတွေရဲ့မျက်စိနဲ့မမြင်နိုင်တဲ့နတ်တွေနေထိုင်တဲ့ဘုံဗိမာန်တွေရှိတယ်သူတို့ကလည်း
လူပြေမှာမျိုးပြတွေစီမံကိန်းတွေထားတယ်လို့ပဲသူတို့လည်းစနစ်တကျဖိမှန်နေရဲ့တည်ရှိပုံကစနစ်တကျရှိတယ်တဘာဝလေတွေတိုက်ခတ်တဲ့အခါမှာဘုံမိမှန်နေဘက်ကိုမတိုက်ဖဲနဲ့ဘုံမိမှန်မရှိတဲ့နေရာလမ်းကြောင်းတွေပေါ်မှာလေကတိုက်တယ်ပုံမှန်အားဖြင့်ဆိုလေသွားတဲ့လမ်းကြောင်းကတသက်ရှိအဲ့ဒါလို့မဟုတ်လူတွေကျင့်တရားပြက်လာတဲ့အခါကျတော့လေသွားတဲ့လမ်းကြောင်းတွေကပျက်စီးလာတဲ့အခါမှာလေကတိုက်ချင်တိုက်တဲ့အခါနတ်တွေနေတဲ့ပုံမိမှန်တွေဟာတိမ့်တိမ့်တုံခါလာတော့နတ်တွေဟာစိတ်ပျော်ရွှင်မှုမရှိကြဘူးလူပြေမှာငရင်နှုတ်တယ်လို့ပဲသူတို့ဗိမိမှန်တွေလှုပ်ခါရမ်းလာပြီဆိုရင်သူတို့ရဲ့စိတ်နေတွေဟာတုံလှုပ်ခြောက်ခြားလာတယ်တုံလှုပ်ခြောက်ခြားလာတဲ့အခါမှာအဲ့ဒီထဲမှာမိုးတိမ်ကိုစောင့်တဲ့နတ်တွေတို့ရာသီဥတုကိုထိန်းနိုင်တဲ့နတ်တွေတို့ဟာစိတ်လက်မကြည်မသာဖြစ်တဲ့အခါကျတော့မိုးခေါင်းတာဆိုတာအကြောင်းတစ်ခုအနေနဲ့ပါတယ်ဒါလည်းအကြောင်းတစ်ခုအနေနဲ့ပါဒီတစ်ခုတည်းတော့မဟုတ်အဲ့ဒါလူတွေနဲ့ဆက်ဆက်နေတဲ့အကြောင်းအဲ့တော့မိုးခေါင်းလာပြီဆိုရင်လူပြေမှာမိုးလေဝသမှာမှန်ကန်သည့်အတွက်ကြောင့်စိုက်တဲ့သီးနှံတွေမှာဘာဖြစ်လာအစီဩဇာတွေပြည့်ပြည့်ဝဝမရစီဩဇာတွေပြည့်ပြည့်ဝဝမရတဲ့အစာတွေကိုစားကြတဲ့လူတွေဟာယောဂဗျာထူပြောလာတယ်လို့ဒီလိုဆိုတယ်ကြောင်းကျိုးဆက်နေတာကြောင်းကျိုးဆက်တယ်အဲ့တော့လူတွေလှုပ်တဲ့လှုပ်ရကလူတွေကိုပြန်ထိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒုဗိခန္တရလို့ဆိုတဲ့အစာရည်စာခေါင်းပါမှုဖြစ်တယ်ဖြစ်လာတဲ့အခါမှာရှိလာတဲ့သီးနှံကလည်းပဲလူတွေရဲ့ဒီနုပြိုမှုတို့အသက်ရှည်မှုကိုမထိန်းနိုင်ဘူးအစားအစာတွေဟာမထိန်းနိုင်သည့်အတွက်ကြောင့်လူတွေဟာငယ်ငယ်ရွယ်နဲ့အိုရုပ်အိုရည်တွေဖြစ်ပြီးတက်တန်းတွေတိုးလာတယ်လို့ဒီလိုဆိုတယ်အေးဒီလိုငတ်မုတ်ခေါင်းမခြင်းရဲ့နောက်မှာဘာလိုက်လာတော့ဆိုရောဂန္တရကတဲ့ယောဂဖြစ်လာခဏခေတ်တော့ပြောမှာပေါ့ဗိုင်းရပ်စ်ပိုးကြောင့်လို့ဒီပိုးကဘယ်ရောက်လာတော့ကမ္ဘာလောကကြီးထဲမှာဗိုင်းရပ်စ်ဆိုတဲ့အရာကတကယ်ကတော့သက်ရှိသတ္တဝါမဟုတ်ပါဘူးလူတွေအန္တရာယ်ပြုဖို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်မျိုးသာလည်းဖြစ်တယ်ဗိုင်းရပ်စ်ဆိုတာပိုးလို့ခေါ်ပြီးမဲ့လို့ပိုးမဟုတ်တကယ်ကတော့သက်ရှိသတ္တဝါမျိုးမဟုတ်ဘူးသို့သောလူတွေရဲ့ခန္ဓာကိုယ်ရဲ့ရောက်သွားရင်ဒုက္ခပေးတဲ့အရာတွေပေါ့အဲ့တော့လူတွေလုံးရနဲ့ဆက်ဆက်ပြီးတော့လူတွေမှာယောဂဝေဒနာတွေဖြစ်လာတို့ယောဂပျောက်ဖို့ဆေးတွေတွေ့ထွင်လိုက်လှုပ်လိုက်ရပ်သွားလာလို့ဆိုမရပ်ဘူးနောက်တစ်မျိုးဝင်လာနောက်တစ်မျိုးဝင်လာနောက်တစ်မျိုးဝင်လာနဲ့တီထွင်ရင်ကာကွယ်ရင်နဲ့ပို့ပြီးတော့ဆိုးလာတဲ့အနေအထားမျိုးတွေရောက်ရှိလာတယ်ပေါ့ဒါတွေဟာလူတွေရဲ့လုပ်ရတဲ့ဆက်ဆက်တယ်ခုနဲ့တိုင်းပဲပြောတဲ့အတိုင်းမလုပ်ဘူးလုပ်တဲ့အတိုင်းမပြောဘူးကောက်ကျစ်တယ်လိမ်ရတယ်ဆိုတဲ့သဘောတရားတွေဟာဒီလိုထိခိုက်နေနာမှုတွေကိုဖြစ်စေတယ်ဆက်ဆက်နေတယ်လို့ပြောတယ်ဘဝနောက်တစ်ခုကတော့လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တာလည်းပါတယ်အာဓမ္မရာဂဝိသမလောဘမိစ္ဆာဓမ္မလို့ဆိုရယ်တရား၃မျိုးလူလောကထွန်းကားလာတယ်ဒီကနေ့ခေတ်မှာဒါအလုံးသိကြတဲ့အရာတစ်ခုပဲနော်အာဓမ္မရာဂဆိုတာမဖြစ်တဲ့မဖြစ်တတ်တဲ့စိတ်နေသဘောထားတွေဖြစ်ပေါ်လာတယ်ကာမဂုဏ်အာယုန်တွေနဲ့မဖြစ်တဲ့နေရာတွေမှာဖြစ်ပေါ်လာတယ်ဝိသမလောဘဆိုတာဖြစ်တဲ့နေရာဖြစ်အောင်တော့အလွန်အကျွံဖြစ်လာမိစ္ဆာဓမ္မဆိုတာကြတော့သူကအင်္ဂလိပ်လိုတော့ပြောရတာနည်းနည်းလေးနားသက်တာဆရာရှိတယ် homosexuality လို့ခေါ်တယ်